အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တန်းစင်ပါကျွန်တော်ကနေမျိုးလေးတစ်မျိုးပါလူပညာကိုဝါသနာရမ်းပါတယ်ဒါပေမဲ့ဝါသနာပါဆိုပြီးလူပညာအတိုင်းဝိုင်းနဲ့ရမ်းမှုလမ်းဝေးလုံးအားကြီးပါတယ်ရန်ကုန်မြို့อยู่အရေးဆုံးရောက်လာတဲ့အခါမှာလည်းကြာရလုပ်ခဲ့ပြီးတော့3နှစ်ကျော်ကာလရွေမှာကြာရလုပ်ပြီးတော့ကျွန်တော်ရောက်ခဲ့ပါအခက်အခဲပေါင်းများစွာတော့ရှိတာပေါ့နော်ကျွန်တော်ရဲ့အိမ်မက်နဲ့ရှင်းလိုက်မှဆိုလို့ရှိရင်ဒီအခက်အခဲတွေဆိုတာဘာမှမပြောပါတော့ပါဘူးအခက်အခဲတွေကိုကျွန်တော်ကလေကလေးအဖြစ်ပဲအသုံးပြုပြီးတော့ရှေ့ဆက်သွားရပေါ့နော်2025 Mr. Supranational မြန်မာ2025မှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီး Back Body စုနဲ့ Third Runner Up ကိုရရှိခဲ့ပါတယ်။ Photo shoot လေးတွေ commercial လေးတွေနောက်ပါလို့ရှိရင်ကြော်ညာလေးတွေရိုက်ဖြစ်တယ်ကျွန်တော်တို့မိဘတွေကတားမှန်စိုက်ပျိုးရေးလုပ်တဲ့တောင်သူတွေပါအဲဒါကြောင့်မို့ဒီရွာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပိန်းပန်းနေစိုက်တယ်တက်ခွာပန်းလို့ပိန်းပန်းလို့ဒီလိုစိုက်ပျိုးရေးလုပ်တဲ့လူဆိုတော့ငွေအင်အားလည်းအဲ့လောက်ကြီးမပတ်မိုးနိုင်ဘူးအဲဒါကြောင့်မို့ကိုလက်ကိုချီနေကိုဒုကိုချင်ပြီးတော့ကြားရလုပ်ပြီးတော့ပဲဒါလူမြလောကတွေဝင်ရောက်လာပေါ့နော်ဘလောက်7ဘလောက်ထိယုံကြည်ထားလဲဆိုတော့ဒီတွင်းမှာမကပြည်ပထိခြိဆက်နိုင်မဲ့ production တစ်ခုလို့မြင်တယ်ကျွန်တော်တို့စူးစမ်းနေတဲ့လူငယ်တွေဝင်ရောက်ကျွမ်းပြတာပေါ့နော်ကျွန်တော်ကလူမြရှင်ဆိုတာထက် character ပုံမှာအံဝင်ခွင်ချတရုပ်ဆောင်နိုင်တဲ့တရုပ်ဆောင်ကောင်းတယောက်ဖြစ်ချင်ပါတယ်အဲဒါကြောင့်မို့ဒါပေးသက်တွေကိုလည်း character နဲ့ကိုတရုပ်ဆောင်နိုင်တဲ့အံဝင်ခွင်ချဖြစ်အောင်လို့လည်းကျွန်တော်ကြိုးစားပါမယ်